ဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုက Medicube Pink Collagen Capsule Cream မှာ Suturet ဆိုတဲ့တားမြစ်ဆိုးဆေးတွေ့ရတယ်ဆိုပြီးတော့ဟောင်ကောင်အကောက်ခွန်ကနေပြီးတော့ထုတ်ပြန်လာတယ်လို့သတင်းတွေထွက်နေတယ်ပေါ့နော်ဒီအကြောင်းကို Medicube Company ကတော့ညှင်းထားပြီးတော့တောင်ကိုရီးယားရဲ့တပ်ပါတီတက်ခွဲခန်းတစ်ခုဖြစ်တဲ့ Intertech ကစစ်ဆေးချက်အရတော့ not detected ဆိုပြီးပဲတွေ့ရတယ်လို့ဖြေရှင်းထားပါတယ်ဒါပေမဲ့ဟောင်ကောင်အခြေစိုက်သတင်းဌာနတစ်ခုကပြောထားတာကတော့ဟောင်ကောင်အစိုးရတပ်ခွဲခန်းကနေပြီးတော့ဒီ cream ကိုစစ်ဆေးတဲ့အခါမှာ Suturet 1.5 ppm တွေ့ရတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်ဒါပေမဲ့ဒီဟောင်ကောင်အစိုးရတပ်ခွဲခန်းရဲ့ lab report တွေကိုတော့ထုတ်ပြန်ထားတာတော့မတွေ့ရသေးဘူးဒီမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Intertech ရဲ့ဒီ Suturet ဆိုးဆေးကိုရှာဖွေတဲ့ detection limit က10 ppm ဖြစ်နေတာအဲ့တော့ဒီ10 ppm up နဲ့ not detected လို့ပြတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီတက်ခွက်ကန် report တွေရဲ့ not detected ဆိုတဲ့အဓိပ္ပာယ်က0 level ကိုလည်းပြောတာမဟုတ်ဘူးလို့ပြောကြတယ် Medicube Pink Collagen Capsule Cream ရဲ့ဖြစ်စဉ်ကိုကြည့်ရမယ်ဆိုရင်တော့ဒီဟောင်ကောင်အကောက်ခွန်ဘက်ကပဲ Medicube product အထူတွေကိုစစ်မိလို့လားဒါမှမဟုတ် Medicube ရဲ့ product batch တွေကပဲတစ်ခုနဲ့တစ်ခုမတူလို့လားကုန်ချမ်းမှာပဲ contamination ဖြစ်နေလို့လားဒါမှမဟုတ်ရင်ဒီတက်ခွက်ကန်တွေကစစ်ဆေးတဲ့နီလန်းတွေပဲမတူလို့လားဆိုတာကတော့ဟောင်ကောင်အစိုးရတက်ခွက်ကန်နဲ့ Medicube Company ကြားမှာအပြန်အလှန်ဖြေရှင်းချက်တွေမပြီးသေးတော့ Medicube ရဲ့နောက်ဆုံးထုတ်ပြန်ချက်ကိုစိတ်ရှိရှိလေးနဲ့စောင့်ကြည့်ဖို့လိုတယ်ပေါ့နော်အခုကြည့်နေတဲ့သူတွေရောဒီကိစ္စကိုဘယ်လိုမြင်လဲဆိုတာဝင်ပြီးဆွေးနွေးသွားကြအောင်နော်